တီလာနဲ့ထုံမွမ်းထားတဲ့စိတ်လေးကဘယ်တော့မှအပယ်ကိုဆွဲမချတော့မြတ်စွာဘုရားကဥပမာပေးထားတယ်ထောပတ်ဦးကြီးကိုရေထဲမြုပ်ပြီးတော့ခွဲတဲ့အခါဦးခွဲတွေကတော့အောက်မှာကျန်ရင်ပဲထောပတ်တွေကပေါ်တက်လာမှာပဲမြုပ်လို့မရဘူးလေစီတို့ထောပတ်တို့ဆိုရေပေါ်တက်လာအဲ့ဒီတိုင်းပဲသီလပရိပါဝိတစိတ်ဆိုတာအောက်ဆွဲချလို့မရဘူးလေပေါ်တက်မှာပဲတဘာဝကိုကအပေါ်ဆွဲယေကေစီကုတလဓမ္မတဗ္ဗေတိဥဒ္ဓံဘာခင်ခမနိယကုသိုလ်မှန်သမျှအပေါ်ဆောင်တယ်ယေကေစီအကုသလဓမ္မတဗ္ဗေတိအဒောဘာခင်ခမနိယအကုသိုလ်မှန်သမျှအောက်ဆွဲချတယ်ဒါတဘာဝတရားနှစ်ခုပဲကိုလှုပ်ထားတဲ့ကုသိုလ်ကနည်းနည်းလေးလို့လည်းမအောင်မေ့နေတယ်အပေါ်ဆွဲတင်မှာပဲနော်ပေါ်ဆွဲတင်မယ်အပေါ်ဆွဲတင်တယ်ဆိုတာချမ်းသာဒုက္ခရဖို့ဖန်တီးပေးမှာပြောတယ်ဒါကြောင့်မို့လို့ဒီလိုဟောတယ်ဒုက္ခံယာဝဆရာတိလယာဝဆရာအိုဒီတိတိလာဒုက္ခချမ်းသာဖို့တွေ့ပဲအဲ့တော့ငယ်ငယ်လေးစောင်းလဲကောင်းတာလူလက်ပိုင်းစောင်းလဲကောင်းတာအိုဒီတိအောင်တင်တယ်လို့ဆိုတာတိလာအဝတ်စားဆိုတာငယ်ငယ်တော့ကအဝတ်ဟာအသက်ကြီးတော့ဝတ်လို့မရဘူးငယ်ငယ်တော့ဝတ်တဲ့အဝတ်မျိုးအသက်ကြီးမှဝတ်လို့ရှိရင်တငယ်ပြားနေတာလို့ပြောခါမှာပဲသိကြတယ်